Google Gemini ကိုကျွန်တော် pay save နဲ့တစ်လယူပြပါမယ်ဆိုတော့ကျွန်တော် Google မှာGemini student ဆိုပြီးရတယ်ပါပြီးရင်ဒီကောင်လေးကိုနှိပ်လိုက် start your trial okay ဆိုတော့ဒီမှာကတက plus ကျွန်တော်က region က UK ဖြစ်တဲ့အတွက်ပေါင်နဲ့ဒီမှာပေါ်နေတာပါဆိုတော့ဒီကောင်က plus ကပတ်သက်ပေးရမယ်ဆိုတော့မယူတော့ဘူးဆိုဒီမှာက AI Pro ကိုသူကတစ်လ0ပေါင်နဲ့ free ပေးထားပါတယ်တက extra ပါဆိုတော့ဒီကောင်ကိုယူမှာပါဆိုတော့ Google AI Pro နဲ့ agree okay ဆိုတော့ဒီမှာ pay save နဲ့ချိန်မှာဖြစ်ပါတယ်software ကိုနှိပ်လိုက်ပါဆိုရင်တော့ရတော့ပါပြီ okay ဒါဆိုရင်တော့ဒီကောင်က pro ဖြစ်သွားပါပြီ okay ဆိုတော့ဒီမှာ AI Pro ဘာနေပါလဲဆိုတော့ဒါတွေပါပဲ